Hello အားလုံးပဲမင်္ဂလာပါ The Wise Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပေးမယ့် Tarot reading လေးကတော့ November တလစာအတွက် overall general အခြေအနေလေးကိုဖတ်ပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်ထုံးစံအတိုင်းဒီမှာကတ်လေး၃ကတ်ပေးထားတယ်ပေါ့နော်ပထမဆုံးပိုင်းလေးကတော့ prosperity ဆိုတဲ့ကတ်ကလေးပဲဖြစ်ပါတယ်ဒုတိယကတ်ကလေးကတော့ good luck ဆိုတဲ့ကတ်ကလေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်ကတ်ကတော့ happiness ဆိုတဲ့ကတ်ကလေးပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကတ်၃ကတ်ထဲကနေကိုအနှစ်သက်ဆုံးကိုအကြိုက်ဆုံးကတ်ကလေးကိုရွေးပြီးတော့မှကြော်ပြီးတော့သွားပြီးကြည့်ရှုလို့ရပါတယ်တကက်ထပ်ပို့ပြီးတော့မှရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒါကိုပြောချင်နေတဲ့ message တွေရှိနေလို့ပေါ့နော်ဒီတော့ကိုယ့်ရဲ့ intuition ကိုယုံကြည်ပြီးတော့ရွေးချယ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ရွေးချယ်ထားတဲ့ကတ်လေးတွေမှာပြန်လည်ဆုံးတွေ့ကြမယ်နော်ဖိုင်ဝမ်လေးတွေအားလုံးပဲမင်္ဂလာပါဖိုင်ဝမ်လေးတွေကတော့ prosperity ဆိုတဲ့ကတ်ကလေးကိုရွေးထားတာပဲဖြစ်ပါတယ်ပြေဝခြင်းချမ်းသာကြွယ်ဝခြင်းစီးစိမ်ဥစ္စာသနာတို့ဝခြင်းဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့အတွက် overall generally သိရအောင် tea leaf လေးကိုအရင်ကြည့်လိုက်ပါမယ်prosperity ဆိုတဲ့အတိုင်းဒီမှာ plenty of material things ကိုယ့်စီကိုဒီ material ပြည့်စုံကြွယ်ဝခြင်းတွေအများကြီးရောက်ရှိလာဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ spiritual guidance protection from harm ကိုယ့်စီမှာဒီ spirit guide တွေလည်းရှိနေရပေါ့နော်ကိုယ်အမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ spirit guide တွေလည်းရှိနေပါတယ်နောက်တစ်ခုကတော့ you will be receiving or giving a precious gift ကိုကပေးရသည်ဖြစ်စေဒါမှမဟုတ်ရင်လက်ခံရရှိသည်ဖြစ်စေပေါ့နော်ဒီအတန်ဖိုးရှိတဲ့လက်ဆောင်မျိုးကိုလက်ခံရရှိမှာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ကိုကပေးရတယ်ဆိုလို့ရှိရင်လည်းဒါကောင်းတဲ့ကိစ္စဖြစ်တယ်ပေါ့နော်အဲဒီတော့ဒီတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလက်ခံရခြင်းသို့မဟုတ်ပေးဆောင်ရပေးအပ်ရခြင်းတွေဖြစ်လာဖို့ရှိပါတယ်နောက်တစ်ခုကတော့ဒီမှာ new home new attitude ဆိုတော့အိမ်နဲ့ပတ်သက်တဲ့ဒီအိမ်ပြောင်းတာအိမ်ရွှေ့တာအိမ်အသစ်ဝယ်တာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ကိုပြန်ပြီးတော့မှပြန်လဲပြင်ဆင်မွမ်းမံရတာမျိုးတွေဖြစ်လာဖို့ရှိတယ်ပေါ့နော် A period of ill health depression ဒီတော့ဒီမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းဂရုစိုက်ဖို့လိုမှထင်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကျန်းမာရေးပဲဖြစ်ဖြစ်စိတ်နဲ့ဆိုင်တဲ့တခုခုပေါ့နော် depression ရတာဒါမှမဟုတ်ရင် physically အရာကျန်းမာရေးတစ်ခုခုကိုတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့လည်းဒီမှာဒါနဲ့ကတစ်ဆက်တည်းဆိုတော့လေအဲ့တော့ဒီမှာအခက်အခဲဆိုလို့ဒါပဲရှိရဲဒါအဲ့တော့ obstacle to overcome အဲ့တော့ဒီမကျန်းမာဖြစ်မယ်ဆိုလို့ရှင်လည်းဒါခဏပဲပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်ခဲ့ရင်လည်းဒါကိုကြော်လာနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့လည်း oracle ခက်ကလေးတွေကိုရွေးလိုက်ရအောင်နော်earning power building a business sound decision ဆိုတော့ကို
prosperity ဆိုတဲ့အတိုင်းပဲကိုယ့်စီကိုငွေကြေးတွေအများကြီးဝင်ရောက်လာဖို့ရှိတယ်ပေါ့နော်ကိုယ်တိုင်ကလည်းငွေရှာနိုင်တယ်ကိုယ့်ရဲ့ဝင်ငွေ income ကမြင့်တက်လာမယ်နောက်ဒီ business ကလည်းတဖြည်းဖြည်းကြီးထွားလာဖို့ရှိတယ်ပေါ့နော်နောက်ဆုံးဖြတ်ချက်တွေမှန်ကန်ပြီးတော့မှလုပ်ငန်းကိုဒီထက်မကကြီးပွားတိုးတက်အောင်ကြံ့ဆောင်နိုင်မှာလည်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် detail အတွက် tarot ကတ်လေးတွေကိုလည်းကြည့်လိုက်မယ်နော်Page of Wands, 4 Cups, and Ace of Cups. ဒီတော့အသစ်စတင်ခြင်းတွေအများကြီးတွေ့ရှိရတယ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေအသစ်စတင်တာဒါမှမဟုတ်လို့ရှင်ပညာရဲ့အသစ်တွေထပ်ပြီးတော့မှသင်ကြားရတာမျိုးတွေလည်းရှိပါတယ်bottom of the deck ကတော့ Empress ဆိုတဲ့ card လေးကြားတယ်ပေါ့နော်ဒီတော့ဒီ Empress ရဲ့အဓိပ္ပာယ်ကလည်းသူကပြည့်စုံခြင်းကြွယ်ဝခြင်းချစ်ခြင်းမေတ္တာတွေနဲ့ပြည့်ဝတယ် stable ဖြစ်တယ်ပေါ့နော်အဲ့တော့ November လထဲမှာတော့ကိုကအသစ်စတင်ခြင်းတွေရှိသလိုဒီအသိပညာအတတ်ပညာအသစ်တွေကိုလည်းသင်ကြားရဖို့ရှိတယ်နောက်တစ်ခုကတော့ကိုကအစအရာကိုကလေစဖို့အစဉ်သင့်ဖြစ်နေပြီပေါ့နော်လှုပ်ဖို့ကင်ဖို့အားလုံးကိုအစဉ်သင့်ရွေးချယ်ပြီးပြီဥမာ business ဆိုရင်လည်းကိုလုပ်မဲ့ဟာကိုရဲ့ plan တွေကိုအားလုံးအစီအစဉ်ချမှတ်ပြီးရွေးချယ်ပြီးပြီရွေးချယ်နေပြီပေါ့နော်ဒီမှာလဲဒီ card ကလေးကကြတော့ဘာကိုပြောကျမဘာမြင်စီခြင်းလဲဆိုတော့လေသွားဒီမှာဒါ new အသစ်လေအသစ်ကို offer ပေးမဲ့သူဒါမှမဟုတ်လည်းကိုစီကိုရောက်ရှိလာမယ်အခွင့်အရေးအသစ်ကိုစီကိုရောက်ရှိလာတယ်ပေါ့နော်ဒါပေမဲ့ကိုကဒါကိုအမိအရာဆောက်ကင်ဖို့လိုတယ်တွေ့ရှိဖို့လိုတယ်ဒီ opportunity ကကို prosperity ဟာလာဝင်ငွေတွေများများဝင်နိုင်မယ်ပြည့်စုံကြွယ်ဝခြင်းတွေရရှိလာမှာဖြစ်တဲ့အတွက်ဒီ offer ကိုကလည်းတွေးရှိဖို့တော့လိုတယ်ပေါ့နော်ဒီမှာကိုကမတွေးပဲနဲ့ဒါကိုတတိမထားမိတဲ့အချိန်မှာလွတ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲဒီတော့အသစ်စတင်ခြင်းတွေရှိတဲ့အပြင်မှာကိုကလည်းဒါကိုဂရုဒီဇိုင်းနဲ့ကြည့်ရှုပေးဖို့လက်ခံပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီသတင်းစကားကောင်းတွေလည်းကြားရဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာလဲ offer ကရမှာဖြစ်တဲ့အတွက်ဒါကသတင်းစကားကောင်းပဲဖြစ်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ message တွေကိုဒီ message box တွေ phone call တွေတခုခုဒီလိုမျိုးဝင်လာတာဒါမှမဟုတ်ရင်အတိမိတ်ဆွေတွေနဲ့လမ်းမှာတွေ့လို့ပဲဖြစ်ဖြစ်ပြောဆိုမိရကဆက်မိရကဒီလိုပြောဆိုတဲ့အကြောင်းအရာသေးသေးလေးတွေကနေစပြီးတော့တတိထားပေးဖို့လိုတယ်ပေါ့နော်ဒီဝင်လာမဲ့အကြောင်းအရာကိုယ့်ကိုအပြည့်အဝစိတ်ကြည်နေစေမှာဖြစ်တယ်စိတ်ပျော်ရွှင်စေမှာဖြစ်တယ်နောက်ဒီတခြားသောဒီလိုတိုးပွားလာမယ်ကောင်းခြင်းအရာတွေကိုလက်ခံရရှိမှလည်းဖြစ်စေတယ်ပေါ့နော် Okay နောက်ထပ် tarot deck လေးနဲ့လည်းထပ်ကြည့်လိုက်ရအောင်နော်page of wands တူပဲเนาะဒါဆိုရင်ဒီဟာကလုံးဝကိုတေချာတဲ့လောက်ရှိရပေါ့เนาะကိုယ့်စီကိုအသက်ဝင်လာဖို့ရှိရဲ့ကိစ္စတွေကိုယ့်စီကိုအသက်ဝင်လာဖို့ရှိရဲ့ကိစ္စတွေရှိတယ်အသက်သင်ကြားရတဲ့ပညာရပ်တွေရှိတယ်ဒါ double confirm ပေါ့เนาะဟုတ်ပြီဒါဆိုရင် four cups က
Four of Cups ရဲ့အတိတ်ပဲကဘာပြောချင်တာပါလဲ The Empress ဆိုတော့ဒါကဒါဝပဲပြန်ပြီးပြောချင်တဲ့အတိတ်ပဲပေါ့နော်Empress ရဲ့ပုံလေးကိုကြည့်လိုက်ပေါ့သူ့အတွက်ကဘာမှကိုအပူပန်မရှိပဲနဲ့အေးချမ်းနေတယ်ပေါ့နော်စိတ်ရောကိုယ်ရောအားလုံးက balance ဖြစ်ပြီးတော့မှအေးချမ်းမှုရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဘေးပတ်ဝန်းကျင်ကြည့်လိုက်မယ်ဆိုလို့ရှင်လေပြည့်စုံခြင်းကြွယ်ဝခြင်း abundance ဖြစ်ခြင်းဒီ prosperity နဲ့ဆက်ဆက်နေတယ်ပေါ့နော် okayဒါဆိုရင် Ace of Cups ကရောဘာကိုပြောချင်တာလဲတချို့သူတွေအတွက်တော့ဒီကလေးတွေဘာတွေလိုချင်တဲ့သူရှိရဆိုရင်တော့ဒါကလေးရဖို့ရှိရပေါ့နော်နောက်တစ်ခုကတော့နောက်ထပ် energy ရပါလဲဆိုရင်လုပ်ငန်းအသစ်တွေလေလုပ်ငန်းအသစ်တွေမွေးဖွားလာဖို့ရှိရဆိုတာဒါတွေကိုပြန်ပြီးထပ်ပြီး confirm လုပ်ပေးတာပဲဖြစ်တယ်ပေါ့နော် okay နှစ်ကတ်တော့မှာနော်အဲ့တော့ Ace of Cups က Eight of Pentacles Strengthဒီတော့ဒီမှာလဲခုနပြောသလိုပဲကိုယ့်စီကိုဝင်လာမဲ့သတင်းစကားတွေကဒီအခွင့်အရေးတွေဖြစ်ဖို့များတယ်ပေါ့နော်အဲ့ဒီအခွင့်အရေးတွေကနေတဆင့်ကိုကအလောက်ကိုင်းနေပို့ပြီးတော့မှတိုးတက်လာမယ်ပို့ပြီးလှုပ်ဆောင်ရမယ်တိုးချဲရမယ်အလောက်ကိုင်းနေပို့ပြီးပြန်များများတိုးချဲရမယ်များအင်ခန်းလည်းများဝင်လာဖို့အင်ခန်းတွေလည်းပို့ပြီးတော့မှဝင်လာဖို့ရှိရဲပေါ့နော်တချို့တွေအတွက်ကတော့နည်းနည်း busy ဖြစ်မဲ့အနေအထားရှိရပေါ့နော်နည်းနည်းလေးအလုပ်ကံများမယ်ဒါကြောင့်မို့လဲဒီမှာကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတတိထားဖို့လိုတယ်ပေါ့အဲ့တော့ဝင်လာမဲ့အရာတွေကောင်းခြင်းတွေကတော့အများကြီးရှိနေတယ်အလုပ်အကင်တွေငွေကြေးတွေတခြားသောဒီ material things တွေ gift တွေဒါတွေအများကြီးရှိနေတယ်အလုပ်တွေများတဲ့အတွက်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်ပေးပါပေါ့နော်stress ဆိုတော့ကိုကဒီခွန်အားကြီးပါမယ်ပေါ့နော်ခွန်အားဆိုတာဘယ်လိုပြောမလဲ physically အရာခွန်အားကိုပြောချင်တာမဟုတ်ပေါ့နော်စိတ်ဓာတ်ရေးရမြင့်မားမယ်စိတ်ဓာတ်ရေးရခွန်အားကြီးမားမယ်အဲ့ဒီအတွက်ဒီအလုတ်အကင်ကောင်းတွေကိုလက်ခံရရှိမယ်ပြည့်စုံကြွယ်ဝခြင်းတွေလည်းကိုယ့်စီကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ prime one လေးတွေအတွက်ကအစစရရအားလုံးကောင်းနေပေါ့နော်အခွင့်အရေးတစ်တည်ရောက်လာဖို့ရှိတယ်ငွေကြီးတွေကျွဲဝဖို့ရှိတယ်ဒီထဲကြားထဲမှာလည်းဘယ်လိုမျိုးအနောက်အရှက်တွေမှမရှိအောင်လို့ကိုယ့်ရဲ့ spirit guide တွေကလည်းကိုယ့်ကိုကာကွယ်ဆောင်ရှောက်ပေးနေရတယ်ရှိတယ်ဒီတော့အလုပ်တွေများတဲ့အတွက်ကိုယ်ကျန်းမာရေးလေးကိုပဲဂရုစိုက်ပေးပါနော် okay ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ energy နဲ့ guide တွေဆိုရင်အောက်မှာ comment လေးတွေရေးပေးသွားပါအောင် channel လေးကိုလည်း like subscribe လုပ်ပေးသွားပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ် bye bye hello ဖိုင်တူလေးတွေအားလုံးပဲမင်္ဂလာပါဖိုင်တူလေးတွေကတော့ good luck ဆိုတဲ့ကတ်ကလေးကိုရွေးထားတာပဲဖြစ်ပါတယ်ဒီတော့ဒီ November တစ်လလုံးမှာကိုအတွက်ကံကောင်းခြင်းတွေရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်ဒီတော့general အခြေအနေလေးတွေသိရအောင်လို့ tea leaf ကတ်ကလေးတွေကိုအရင်ကြည့်လိုက်မယ်နော်Point 2 လေးတွေကတော့ a meeting with a stranger could be important ဒီ November လထဲမှာအရေးကြီးတဲ့သူတွေနဲ့တွေ့ဆုံဖို့ရှိတယ်ပေါ့နော်ကိုယ်နဲ့မသိတဲ့သူတွေအဲ့တော့သစိမ်းနေနဲ့ဆိုရင်လည်းဒါတတိထားပြီးတော့ကြည်ပေးဖို့လိုတယ်ပေါ့နော်
နောက်တစ်ခုတော့ love ကိုချစ်ခြင်းဒါမှမဟုတ်လို့ရှိရင်လည်းဒီကိုပေးနာသူတွေကိုကိုကအပြည့်အဝခဲလုပ်ပေးနိုင်မယ်ပေါ့ဒါမှမဟုတ်ရင်တော့single လေးဆိုရင်တော့ကိုအတွက်စစ်မှန်တဲ့love ကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုတော့ stepping into a new experience ဒီတော့အသက် experience အသက်စတင်ဖို့လုပ်ငန်းအသက်တစ်ခုခုစတင်ဖို့ကိုကခြေလမ်းစနေပြီဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းဒီ experience ဆိုတော့ဘယ်အရာမှဆိုဖြစ်နိုင်တယ်ပေါ့ဥပမာပညာရဲ့အသက်တင်တာဒါမှမဟုတ်ရင် business အသက်တစ်ခုစတာဒီလိုတစ်ခုခုတီးချင်လို့စပြီးတော့မှလေ့လာနေတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခါတော့ protection from a powerful friend ကိုတနေရာတောင်းတနေရာနေကာကွယ်စောင့်ရှောက်ပေးနေတဲ့သူတွေရှိတယ်ပေါ့နော် spirit energy တွေရှိတယ်ပေါ့နော်ကိုရဲ့ spirit guide တွေကကာကွယ်စောင့်ရှောက်နေတာမျိုးတွေရှိတယ်ဒီမှာလဲ new home new attitude ဖိုင်1မှာလဲဒါပါတယ်ပေါ့နော်ဒီတော့ဒီ reading လေးကဒီအိမ်အသစ်တွေနဲ့ပတ်သက်ပြီးတော့မှအများဆုံး energy တွေအများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုသွားချင်တဲ့နေရာကိုပြောင်းရွှေ့ရတာအိမ်အသစ်ကိုရွှေ့ရတာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့အိမ်ကိုပြင်ဆင်မွမ်းမံရတာဒါမှမဟုတ်ရင်လည်းအိမ်အသစ်ဝယ်ရတာဝယ်ဖို့အစီအစဉ်ရှိရဆိုရင်เนาะဒီလိုမျိုးတွေရောက်လာဖို့ရှိပါတယ်နောက်တစ်ခုကတော့ happiness and well-being ပျော်ရွှင်ခြင်းကျန်းမာခြင်းစိတ်ကိုယ်ကိုအားလုံးကျန်းမာခြင်းအရာရာအဆင်ပြေခြင်း energy တွေတွေ့ရပါတယ်အဲ့တော့အားလုံးကကောင်းနေပေါ့နော် good luck ဆိုတဲ့အတိုင်းdetail သိရဖို့အတွက် tarot ကတ်လေးတွေကိုလည်းရွေးလိုက်ရအောင်နော် King of Swords, Ten of Pentacles, Emperor, the Emperor. So အရန်ကိုကလေဟိုဘယ်လိုပြောမလဲ strong ဖြစ်တယ်ပေါ့နော် masculine energy အရန်များတယ်ပေါ့အဲ့တော့အလုပ်အကိုင်တွေမှာကိုကဥဆောင်နိုင်တယ်ဦးစီးရပြုတ်နိုင်တယ်ကိုရဲ့ဒီ leadership အောက်မှာကိုဥဆောင်မှုအောက်မှာလိုက်ပါလို့တဲ့သူတွေရှိတယ်ပေါ့နော်နောက်ကိုကဆုံးဖြတ်ချက်တွေပြတ်သားတယ်ဒီလိုမျိုးတော့ new experience တွေရရှိဖို့အတွက်လည်းလုံးဝဘာမှကြောက်ရွံ့မနေဘူးကိုလှုပ်ရှားရှိရလှုပ်လိုက်တာမျိုးပေါ့နော်အရာရာကိုကဥဆောင်ပြီးတော့မှပြုလုပ်ရတာတွေရှိမယ်နောက်တစ်ခုကတော့ကိုဖြစ်ချင်တဲ့ဘယ်အရာအောင်မဆိုကိုကလုံနိုင်တဲ့အရေးချင်းတွေလည်းအပြည့်အဝရှိရပေါ့နော်နောက်တော့ဒီမှာ Ten of Pentacles လုံးဝဟိုဒါနဲ့ဘယ်လိုပြောဒါနဲ့ဆက်နေပေါ့နော် Ten of Pentacles sense and new home new attitude အဲ့တော့ဒီရရှိလာတဲ့ဒီကံကောင်းခြင်းတွေပေါ့နော်ရရှိလာတဲ့ကံကောင်းခြင်းတွေပျော်ရွှင်ခြင်းပြေဝခြင်းတွေကလုံးဝကို generation မှာကိုတယောက်တည်းရတဲ့ပုံစံမျိုးပေါ့နော်ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီကိုရဲ့ generation တစ်ဆက်လုံးမှာကိုကထီစုကြီးပေါက်လိုက်တာမျိုးဒီလိုမျိုးလေကိုတယောက်တည်းဒီလိုအခွင့်အရေးကိုတယောက်တည်းရလိုက်တာမျိုးကိုတယောက်တည်းပဲပိုင်ဆိုင်နိုင်တာမျိုးဒီလိုမျိုး energy မျိုးအပြည့်ရှိတယ်ပေါ့နော်ဆိုတော့အရာရာကိုလည်းကိုကဥဆောင်ဝမှာဖြစ်တယ်လို့ကိုဥဆောင်မှုနောက်မှာလည်းဒီလိုပြည့်စုံကြွယ်ဝပြေဝခြင်းနေကံကောင်းခြင်းတွေကလည်းရရှိလာမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ် tarot deck လေးနဲ့လည်းထပ်ရွေးလိုက်အောင်နော်Knight of Cups
judgment Kinosoဆိုတော့ Kinoso အရှိရဒီဖိုင်ဝမ်းမှာလည်းအဲ့လိုလေနှစ်ကက်ပြန်ကြာဆိုတော့ဒါတွေကိုပဲပြန်ပြီး confirm လုပ်ချင်တာပေါ့နော်အရှိရပြောခဲ့တာပဲ confirm ပြန်လုပ်ချင်တာပေါ့အဲ့တော့စိတ်ကြည်နက်မှုအပြေးဝရမယ်ပျော်ရွှင်မယ်ကိုလောက်ကင်သမျှအဆင်ပြေမယ်ပေါ့နော်နောက်တစ်ခုကတော့အရာရာကိုကဥဆောင်ရမယ်ဟာလားဒီမှာလည်း Kinosoပြပြတာဥဆောင်နိုင်မယ်နောက်သတင်းစကားတွေပါရောက်လာဖို့လည်းရှိမယ်ပေါ့နော်သူ့ရဲ့ဒီ throne ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝခန့်ညာပြီးတော့မှအခုလောလောဆယ်စိတ်မှာဖြစ်လာတဲ့ energy အရာဆိုလို့ရှိရင်ဘာမဆိုဥဆောင်ဥရပြုနိုင်တယ်ဘယ်အရာမဆိုကိုကလုံနိုင်တယ်ဆိုတဲ့ energy မျိုးရတယ်ပေါ့နော်နောက်တစ်ခုကတော့သတင်းစကားကောင်းတွေလက်ခံရရှိဖို့ရှိပါတယ် judgment တော့ဒီလိုမျိုး judgment တော့ဒီလိုပေါ့နော်ဒီကံကောင်းမှုရရှိဖို့အတွက်ဒါကိုယ့်အတွက်အခွင့်အရေးကြီးဖြစ်တယ်ပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲဒီကံကောင်းမှုရရှိဖို့ကိုယ့်ကိုလှုပ်နှိုးလိုက်တယ်လို့မျိုးကိုကလက်ခံရရှိဖို့အသင့်ဖြစ်နေဖို့လည်းလိုအပ်တယ်ပေါ့နော် okay ပါဒါဆိုလို့ရှိရင် point 2လေးတွေအတွက် career and money energy ကိုလည်းoracle ခက်ကလေးကြည့်ပြီးမယ်နော် okay abundance easy money divine intervention အဲ့တော့ဒီမှာ abundance ဖြစ်တာလေအဲ့တော့ abundance ရဲ့ energy ကငွေကြေးမှမဟုတ်ငွေကြေးအပါအဝင်စိတ်ရောကိုယ်ရောခန္ဓာကိုယ်spiritually အရာ emotionally အရာအားလုံးက abundance ဖြစ်တာလုံးဝကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဒီပြည့်စုံကြွယ်ဝမှုက generationally အရာလုံးဝကိုတူးထဲမှာပဲရနိုင်တာမျိုးဒီလို energy မျိုးဖြစ်တယ်ပေါ့နော်ငွေကြေးတွေလွယ်လွယ်ကူကူစီးဆင်းလာမယ်ကိုယ်ရောက်လာမယ်ဒါကိုယ့်အတွက် divine color ဖြစ်ဒီ divine intervention ဖြစ်တယ်ပေါ့နော်ဒီ energy ကလုံးဝကိုယ့်အတွက် timing အကိုက်ရောက်ရှိလာမယ် November လဖြစ်ပါတယ် okay ပါအဲ့ဒါဆိုလို့ရှိရင်เนาะဖိုင်တူလေးတွေကလည်းလုံးဝကောင်းလွန်းတဲ့ energy တွေရှိတယ်ပေါ့နော်အရန်ကိုကောင်းတယ်ပေါ့နော်အဲ့ဒါဖိုင်တူလေးတွေအနေနဲ့ဒီ reading လေးကကိုယ်နဲ့တိုက်ဆိုင်တယ်သက်ဆိုင်တယ်ဆိုလို့ရှိရင် comment လေးမှာရေးပေးသွားပါအောင်เนาะပြီးတော့ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye hello ဖိုင်တူလေးတွေအားလုံးပဲမင်္ဂလာပါဖိုင်တူလေးတွေကတော့ happiness ဆိုတဲ့ကက်ကလေးကိုရွေးထားတာပဲဖြစ်ပါတယ်ဒီတော့ November လထဲမှာကိုယ့်အတွက်ပျော်ရွှင်ခြင်းတွေအောင်မြင်ခြင်းတွေပြည့်စုံကြွယ်ဝခြင်းတွေရောက်ရှိလာမယ်လားပဲဖြစ်တယ်ပေါ့နော်ဒီတော့ general လေးသိရအောင် tea leaf ကတ်လေးတွေကိုအရင်ကြည့်လိုက်မယ်နော်and exciting to fan ဆိုတော့ခုနပြောသလိုပဲကိုယ်အတွက်စိတ်လှုပ်ရှားရမယ့်အရာတွေစိတ်လှုပ်ရှားရမယ့် event တွေကြုံတွေ့ရမှာဖြစ်တယ်ပေါ့နော်ဘယ်လိုအရာတွေလဲဥပမာထီးစုကြီးတွေပေါက်တာမျိုးပေါ့နော်နောက်တစ်ခါ successful outcome to your problem အဲ့တော့ကိုယ်မှာပြဿနာတွေရှိခဲ့ရဆိုလို့ရှိရင်လည်းဒါကအောင်မြင်စွာကျော်လွှားနိုင်မှာဖြစ်ပါတယ် problem to be resolved ဟုတ်လားဒါဆိုဒီနှစ်ခုကကိုယ်မှာတစ်ခုခုပြဿနာဖြေရှင်းဖို့ရှိနေတယ်ဆိုလို့ရှိရင်အောင်မြင်မြင်နဲ့ကျော်လွှားနိုင်မှာဖြစ်ပါတယ်
unsettled time need to plan ahead ဒီတော့ကိုကလောလောဆယ်မှာဟိုအတီတကြမဖြစ်နေဘူးပေါ့နော်စနစ်တကြအတီတကြတွေလို့မဖြစ်နေတဲ့အတွက်ကို့အတွက်ဒီဘယ်လိုပြောမလဲအောင်မြင်ဖို့အတွက် plan တွေချမှတ်ဖို့လိုအပ်နေတယ်ပေါ့နော်နောက်တစ်ခါတော့ time to go out and have fun ဆိုတော့ပြီးရင်ဒီမှာလဲ victory in some endeavor ဆိုတော့အောင်မြင်ဖို့ရှိတယ်ပေါ့နော်ဘာဘယ်လိုပြဿနာပဲဖြစ်ဖြစ်ဟလားဘယ်လိုပြဿနာပဲဖြစ်ဖြစ်ကိုကအောင်မြင်ဖို့ရှိတယ် plan လေးလုပ်ပြီးဖို့ပဲလိုတယ်ပေါ့နော်ပြီးသွားရင်တော့ဒီမှာကို့အတွက်ရင်စိတ်လှုပ်ရှားရမယ် effort တွေပေါ်ပေါက်လာမယ်နောက်တစ်ခုကတော့အောင်မြင်မှုတွေရရှိမယ်နောက်တစ်ခုကတော့ time to go out and have fun ဆိုတော့ပျော်ရွှင်ရမယ့်အချိန်ရောက်ပြီပေါ့နော်ဒီလိုမျိုးပြောချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် money and career အတွက်လည်းကြည့်လိုက်ရအောင်နော်earning power building a business and sound decision ဆိုတော့ကိုကငွေကြီးတွေလည်းအများကြီးရှာဖွေနိုင်မှာဖြစ်တယ်ကိုလုပ်ချင်တဲ့ business တွေကိုလည်းတည်ဆောက်နိုင်မှာဖြစ်တယ်ပေါ့နော်ကိုဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချမှတ်နိုင်မယ်နောက်တစ်ခုကတော့ကိုလုပ်ချင်တဲ့အရာတွေကိုလည်းကောင်းမွန်စွာလုပ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေတဆင့်ဒီလိုအောင်မြင်မှုတွေရင်ခုန်စိတ်လှုပ်ရှားစရာတွေအောင်ပျော်ရွှင်မှုတွေရရှိလာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီချေးလေးသိရအောင်ထဲရိုကတ်လေးလည်းကြည့်လိုက်အောင်နော် strength Ace of Cups Ace of Wands ဆိုတော့အသေးစတင်ခြင်းတွေကတော့အများကြီးရှိနေပါမှာကိုတခုခုများစတင်ဖို့ရှိနေလားပေါ့နော်ဒီမှာလည်း exciting event တွေရှိတယ်building a business လည်းရှိတယ်ဒီမှာလည်းအသေးစတင်ခြင်းတွေနဲ့အတူကိုကကောင်းမွန်စွာလှုပ်ဆောင်နိုင်မယ်ဟိုကိုစီမှာဒီ creative ဖြစ်တဲ့ idea တွေတခုခုစတင်ဖို့အတွက် idea တွေအမြင်တွေရှင်းလင်းသွားမယ်ကိုလှုပ်ချင်တဲ့အရာအတွက်ကိုကရှင်းရှင်းလင်းလင်းအရှိကိုမြင်ပြီးတော့မှရှောက်လန်းနိုင်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီစိတ်ပိုင်းဆိုင်ရာမှာလဲကိုယ်အနေနဲ့ဘယ်လိုပြောမလဲ emotion ကအရန်ကိုpeace and harmony ဖြစ်တယ်အေးချမ်းမယ်ပေါ့နော်ပျော်ရွှင်ရမယ်ကိုလှုပ်လိုက်တဲ့အရာတွေကနေအောင်မြင်မှုတွေရရှိမယ်ပျော်ရွှင်မယ်နောက်တစ်ခုခုများဒီလိုလေဒီမှာ uncertain time နေဟိုကိုအတွက်အစဉ်တကြမဖြစ်သေးတဲ့အရာတွေရှိနေကိုကဒါကိုဘယ်လိုခက်ခဲတဲ့အရာကိုမဆိုကိုကကောင်းမွန်စွာဖြည့်ရှင်းနိုင်မှာဖြစ်တယ်ကောင်းမွန်စွာဂိုင်းတွင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကဒီဟာကိုကြည့်လိုက်ခြင်းအပြင်ဒီမှာပျော်ရွှင်ရမယ့်အရာတွေကရောက်ရှိလာဖို့သိချတယ်ကိုအတွက်ပျော်ရွှင်စေမယ့်အရာတွေဒီအောင်မြင်မှုတွေဟုတ်လားအိဆိုင်ဖြစ်စေမယ့်အရာတွေကရောက်ရှိလာဖို့သိချတယ်ဆိုတာကို confirm လုပ်ဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်နောက်ထပ် tarot deck လေးနဲ့လည်းဘာပြောမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်sorryအဲ့တော့ကိုယ်စိတ်ထဲမှာလေဒီမှာနည်းနည်း problem to be resolved ကဒီအရာအကြောင်းအရာလေးနည်းနည်းရှိနေမယ်ပေါ့နော်လောလောဆယ်အခြေအနေရဆိုလို့ရှင်ကိုယ့်ရဲ့စိတ်ကိုဟို
ကိုယ့်ရဲ့စိတ်အတွင်းမှာတခုခုပြဿနာဖြစ်နေတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဒီ financially အရာတခုခုကဖြေရှင်းဖို့ရှိနေတယ်ဆိုလို့ရှိရင်ဒီမှာ problem to be resolved နဲ့ five of pentacles အဲ့လိုသာရှိနေရဆိုလို့ရှိရင်သိချတဲ့ဒါကအောင်မြင်စွာနဲ့ကြော်ဖြတ်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဒီလိုအောင်မြင်စွာကြော်ဖြတ်နိုင်ဖို့အတွက် nine of pentacles ဒါလုံးဝကိုသိချတယ်ပေါ့နော်အဲ့တော့အောင်မြင်နဲ့ကောင်းမွန်စွာဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်တယ်လို့ကိုယ်စီမှာလည်းပြည့်စုံခြင်းကြွယ်ဝခြင်းabundance ဖြစ်ခြင်းတွေကရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ nine of pentacles and the sun ကဒီအရာရာပြည့်စုံကြွယ်ဝခြင်းဒီ November လထဲမှာအမှန်တကယ်ကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်ကိုယ်အနေနဲ့အပူပေးမရှိပျော်ရွှင်မှုတွေကိုရရှိမှာဖြစ်တယ်ကိုယ်စိုက်ပျိုးထားတဲ့အရာဒါမှမဟုတ်ရင်ကိုယ်အသစ်စတင်လိုက်တဲ့အရာတွေကနေအောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ point 3လေးတွေအတွက်ကဒီလောက်ပါပဲကိုယ်နဲ့ကိုင်းညီနေဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးရေးသွားပေးပါအောင်နော်ပြီးရင်တော့ channel လေးကို like and subscribe ပြုလုပ်ပေးသွားပါအောင်ဒါမှလည်းနောက်ထပ်တင်မဲ့ tarot ဗီဒီယိုလေးတွေကိုမလွတ်တော့မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အားလုံးကျေးဇူးတင်ပါတယ် bye bye